โอเคအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘတ်4000ဆိုတဲ့ဈေးတန်းထဲမှာ performance ကျန်းတဲ့ desktop တစ်လုံးကိုရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ဒီ desktop နဲ့ဆိုရင် AAA game တွေကို high graphic နဲ့ပဲဆော့မလား streaming ပဲလုပ်မလား video editing ပဲလုပ်မလားအားလုံးကိုအဆင်ပြေပြေလေးလုပ်လို့ရမှာပဲဖြစ်ပါတယ်โอเคဒါဆိုရင်ဒီ desktop ကိုဘာနဲ့ဆင်ထားလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်အခုလိုမျိုးအကျန်းစားပတ်တွေနဲ့ဆင်မိထားတဲ့အတွက် latest game တွေကို ultra graphic နဲ့ဆော့ပြီးတော့ streaming မှာလုပ်လို့ရမှာပဲဖြစ်ပါတယ်။ video editing အပိုင်းမှာဆိုရင်လည်း 4K အထိကိုကောင်းကောင်းမွန်မွန်နဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ဒီလိုစရမျိုးတွေကအမြဲတမ်းရရှိနိုင်တာမဟုတ်လို့အမြန်ဆုံးလာရောက်ဝယ်ယူဖို့တိုက်တွန်းရပါတယ်ဗျာ။သင်ကွန်ပျူတာကောင်းတစ်လုံးပိုင်ဆိုင်ရဖို့အတွက်ကျွန်တော် Lucky Mini မှာတာဝန်ယူပါတယ်။